finally နောက်ဆုံးမှာတော့ကျွန်တော်စီကို DJI ရဲ့ mic mini 2လေးရတော့ပဲရှိလို့လာပဲ။ Okay အဲ့တော့စကားပူရင်ကိုပြောပဲနဲ့အပေါင်းစင်းလေးလုပ်ကြည့်လိုက်အောင်ဒီဒီမှာပါမီဆိုတော့ချက်ကြည့်လိုက်ဒီတော့ဒီကူထဲမှာမင်းရဲ့ဟာဦးဟုတ်ရဲ့ဟေးဟိုနေရာဒီမှာစတီကာလားမသိဘူးလေစတီကာတင်နေပြီဒီကောင်ရဲ့စတီကာလေးပေါ့ဟုတ်ဒီကြတော့လေးပဲဒီချင်းအဲ့ဆက်ဆိုးအလေးရတော့ဒီအိတ်လေးပေါ့အများကြီးဒီကြည့်ရတဲ့တစ်စိတ်ပိုင်းနော်โอเคဒါလေးကတော့ဒီမိုက်ရဲ့ကပါလေးပေါ့โอเคဒီမှာရောင်းနေတာတိုက်စီတူတိုက်စီတူလေးပေါ့တိုက်စီတူတိုက်စီတူပါမယ်ပြီးတော့ဒီကောင်ကားမိုက်မှာ receiver နဲ့တွဲသုံးလို့ရတဲ့ကောင်အပိုင်းမှာတွဲသုံးလို့ရတဲ့ကောင်တော့မိုက်လေးကိုချက်ကြည့်လိုက်အောင်ဟုတ်ဒီ DJI Mini 2ရောင်းနေခွာကြည့်လိုက်ခွာအနီကိုဒီဖရီရမိုက်တယ်ဗျဒီမှာမိုက်နှစ်ခုပါမယ်transistor နှစ်ခုပါမယ်transistor နှစ်ခုပါမယ်ဒီလိုဖြုတ်လို့ရတယ်ဒီနေ့ဘယ်လိုဖြုတ်တာမလဲဒီနေ့ဖြုတ်လို့ရတယ်ဒါတော့ဒီကောင်ကာဗာလေးကာဗာလေးလိုတန်လိုက်နေတော့လုပ်တာကာဗာလေးပါဒီကောင်လေးကနာမည်ဒီကောင်လေးကတန်လိုက်နေလို့ဒါညက်လို့တာဒီကဘယ်လိုချိုးရမှာလဲဒီဆက်ထုတ်လိုက်ရင်ရဒီကောင်လေးကဘေးမှာသွားတုံနေဆိုတော့ကျွန်တော်အပြင်းနေပိုင်းမှာလေးတွေအရန်တိုက်ထက်ကကြာရင်အဲ့လိုဒီကောင်လေးဆက်ပြီးတော့သွားတာဟုတ်ဘယ်လိုပါပါလိမ့်လိုပါလိမ့်ပြီဒီကောင်ရချိုးရဒါတော့ receiver ပေါ့နော်ဒီကောင်ကဒီကင်မရာနဲ့တွဲပြီးတော့သုံးလို့ရတယ်ဒီကောင်နဲ့ဒီတွဲသုံးရတာပေါ့ကျွန်တော်မှတော့ဟုတ်တယ်ကင်မရာမရှိပြီးတော့စမ်းကြလို့မရဘူးโอเคreceiver ပြီးတော့โอเคဒီကကျွန်တော်ဖုန်းလေးနဲ့တွဲသုံးတဲ့ခါကျရင် Type C ပေါ်လေးနဲ့တွဲသုံးအောင်ဒီမှာတော့ဒါဘူးကြီးပဲဒါတော့ဘာမှပါတော့ပြီးတော့ဒီထဲမှာဟိုလေးပါတယ်ဗျဒီကောင်လေးကဘာမရအောင်ပါတယ်ဒီလေးမှာပါတယ်ဟိုသူဆိုတော့ဒါရက်ပါတယ်ဒီကောင်လေးကတန်လိုက်ကြလေးတော်တော် strong ဖြစ်တယ်လို့ပြောရဲတန်လိုက်ကြတန်လိုက်ကြလေးပါတယ်ဒီတိုင်းနဲ့ကြားပါတယ်โอเคအဲ့တော့အပေါင်းစင်းလေးလုပ်ပြီဆိုတော့ကျွန်တော်တို့ဒီမိုက်လေးကိုစမ်းသပ်ကြည့်လိုက်အောင်ဘယ်လိုမျိုးဖုန်းနဲ့ကျွန်တော်ဘယ်လိုမျိုး share ရမလဲဆိုတော့ဒီမှာကျွန်တော်တွေ receiver တစ်ခုပါမယ်အဲ့ဒီ receiver ကreceiver တစ်ခုပါမယ်ပြီးရရင်ကျွန်တော်ဒီထဲမှာဒီအသွင်ကောင်းဟွာလေးပါပေါ့ကောင်းလေးခေါ်မလားအဲ့ဒီပါအဲ့ကောင်လေးကိုဒီကောင်လေးမှာတက်ဒီမှာကျွန်တော်ဒီကောင်လေးကိုတွန်းထုတ်လိုက်ရရင်ဒီကောင်လေးကိုဒီမျိုးလေးဒီမျိုးထည့်လိုက်ဒါဆိုရင်ဒါပြီပြီးရင်တော့ဒီဖုန်းမှာပါပြီးတော့ထိုးလိုက်အဲ့တော့ဟိုဒီမိုက်ကိုယူလိုက်မယ်ဒါကတော့ကျွန်တော်မိုက်မပါမင်းနဲ့ဖုန်းကမိုက်ခရိုဖုန်းအတန်နဲ့ပဲပြောနေရဲ့အတန်ပါဒါကတော့ကျွန်တော်မိုက်မီနီနဲ့ပြောနေရဲ့အတန်ပါ
အတန် quality ကဘယ်လိုမျိုးရှင်းနေရှိလဲဆိုတော့အားလုံးပဲညကြကြမှာပါအဲ့တော့ unboxing video လေးကတော့ဒီလောက်ပါပဲဒီ mic ရဲ့ဘယ်လိုမျိုးအလုပ်လုပ်ရမလဲဘယ်လိုမျိုးအသုံးပြုရမလဲဆိုတော့ကျွန်တော်နောက်တဲ့ video လေးတက်တက်လုပ်ပြပါမယ်အဲ့တော့ဒီနေ့ video ကတော့ဒီလောက်ပါပဲအားလုံးပဲ good luck ပါ